လုံးမဲမင်္ဂလာပါ live ပြရဲ့ Facebook page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်တချင်းတစ်ပုတ်ဆိုပြပါမယ်နည်းနည်းလေးစိတ်မလားတော့မသိဘူးပေါ့လေဒီတချင်းကိုဒါပေမဲ့ကြားရင်တော့သိမှာပါတယောက်တည်းပေါ်မဲလွမ်းခဲ့ရပြီညာနဲ့တဲ့နေကြောင်မြဲတဲ့တွေ့ကအိမ်မရခဲ့နေပြန်လာမယ်ဆိုငါမျောနေမှာကဲပါယူတော့ကဲငါတိတ်ချစ်ခဲ့လို့ပါငါဘဝရဲ့နဲ့မီလေးရမင်းပါခွဲမသွားခဲ့ကြီးစွာတူချင်နိုင်မလားငါဘဝရဲ့မိရှင်ပါငါဘဝရဲ့ဘက်ကရှင်လေးပါငါဘဝရဲ့ကိုရှင်ပါငါဘဝရဲ့အရင်ပေါ်ဘယ်လာမလေးပါ给把油都给我带起给路吧，我不话耶，那米嘞还没把亏么多呢，用几抓都真难耐么啦，我不话耶米先吧，我不话耶白干先嘞吧，我不话耶过先吧。ငါဘဝရဲ့အရင်ပေါ်တင်တာလာမင်းလေးပါဒီနေ့ပြောချင်တာလေးကတော့ TikTok friend တွေဆိုရင်တော့တီးပြီးသားလို့ထင်တယ်ဒါပေမဲ့မတည်သေးတဲ့ဒီ Facebook page ကလူတွေကိုလည်းပြောချင်တယ်ပေါ့လေဒီ page လေးကို follow ပေးကြပါအောင်လို့ဘာလို့ follow ကိုင်းလဲဆိုတော့ဒီ page လေးကကျမနဲ့ပတ်သက်တဲ့ video လေးတွေကိုcontent အနေနဲ့တင်ပေးတဲ့အပြင်ဒီပေါ့နော်ဒီ USA supplement တွေကိုလည်းတနေရာထဲမှာပဲယုံကြည်စိတ်ချစွာဝယ်လို့ရလို့ပဲဖြစ်ပါတယ်အားကြောင့် follow ပေးကြပါပြီးတော့ YouTube မှာလည်းlive ပြဆိုပြီးတော့ account လေးဖွင့်ထားပါတယ်အဲ့ဒါလေးကိုလည်း subscribe လေးလုပ်ပေးကြပါအောင်လို့